ခေါ်လိုက်စမ်းပါ ကိုချစ်ကို မလီဝိုင်းပြေကိုမလေးခေါ်တဲ့နားတဲ့ထမိန်မပါပဲဝင်သွားတယ်လို့ အဲ့တော့အဝေးချိုးတယ် အေးနဝင်ချိုးတာပြောတာပါမြင်တယ်တော့ခေါ်လို့ခေါ်ပါ ကိုချစ်ကို မိမရေ ဟာမလေးအဲ့ဒါမိုက်ရိုက်တယ်သူက ပြီလို့ပါဘာဖြစ်လို့ မိုင်းရိုက်တယ်ကိုညီမရလေ အော်ငါမမရိုက်မှာငါ ကိုမွေးမှာကိုမိန်းမတော့ရှိတယ် ဟာ ကိုမွေးမှာကိုမိမဖြစ်ရသေးတယ် ကိုမွေးမှာကိုသမီးရဆိုဘာမှမရဘာမိန်းမ ငါမမရိုက်ဘူးမမရိုက်ဘူး မိုက်ရိုက်တာပေါ့ဘာကိစ္စမိန်းမကိုခွာရလဲကိုညီမလေးကို ကျွန်တော်မရိုက် အတားတော့နောက်စီကတော့သားပါလားချက်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 အဲ့ဒါပြောတာပြိတ္တရေတားမနိုင်မရမနိုင်ဘူးအဲ့ဒါ အဲ့ဒါရောက်ခမအောင်ဖြစ်ခေါ် ရောကမ ချစ်ကိုမိန်းမဆိုဘယ်လိုခွာလဲ မိမဆိုတော့အကြောင်းမဲ့ခေါ်တာမဟုတ်ဘူးဒါအခုမှလာတာယောက်ျားမိမဆိုအခုမှဒါယောက်ျားမိမဖြစ်သွားတာဟုတ်ရင်တော့ကအိဋ္ဌိယဆိုတာ မိန်းမ ဟဲပုရိသဆိုတာ ယောက်ျား ဟုတ်အရင်တော့ကခစ်သေးကိုပြန်အောင်မေးလို့ အဲ့လိုလားဒါဆိုရင်ကျမမိန်းမမို့လို့မိန်းမပေါ့ မိမလို့ဟောဒီကအိဋ္ဌိယမိမကိုဟောဒီကပုရိသယောက်ျားကမိမလို့ခေါ်တော့မလို့မဟုတ်ကွာ အဲ့ဆိုဝင်းမုံရှိရရော ဟမ် ဝင်းမုံရှိ ဝင်းမုံရွှေရမိမ ဖွေးဖွေး ဖူမိမပေါ့ မင်းမြင့်မုံ မိမပေါ့ ထက်ထက်တော့ မိမပေါ့ နဲ့ဆန္ဒလာတော့ မိမပေါ့ ညမေ မာတာမိကကျေးဇူးရှင်ကျေးဇူးဖျက်လိုက်တယ် အဲ့ဆိုမင်္ဂလာပါ မင်္ဂလာပါမိုင် ဒါကစပင်းရှိနဲ့မိန်းမကြီး ကျောင်းသားကြီး အယောက်ျားကြီးလာမသိဘူး အဲ့တော့သမီးရှင်ထားရဲ့ဘေးဆောင်လေးကြည့်လိုက်ရင်အုပ်စုခဏတော့တူဒီတော့ပြောကိုကြီးအဟေးဆိုတဲ့နာမကြိုက်ဟယ်လိုထဲလေးနေလိုက်ရင်ပိုင်ကုန်နဲ့တော့တူ ဘယ်သူပြောရတော့လူလေလို့ အမေကပြောရပဲကိုမိပြောတယ်ကိုစိတ်ချမ်းသာတယ်လေဟုတ်ကိုမဟုတ်ကို ကိုဝိုင်းကြည့်ဘာဖြစ်လာတော့ဘာတော့ ကိုကြီးနေမကောင်းဘူး အော်ကိုနေကောင်းဆိုသေးတော့မလား မသိသေးဘူးလေစိတ်ကူးချိန်ရှိသေးတယ်လေ ဘာပြောမှာ စွတ်သိခိုင်းနေရမယ် ဒီကောင်းပြီလေ ကိုကြီးရှားဒီရလဲရှားဒီရ အဲ့ဂျာဒီမလားလား ဟုတ်ပြီညညမွေးပန်းဆောင်တာခုပြုံးပြီးပြောင်းတော့မြတ်ကျောင်းကြရဲ့ရှားဒီလာမလားလို့ ဘာပြောလဲမသိလို့ဖော်လိုက်ပြန် ဒုက္ခပဲကျောင်းကြရဲ့ရှားဒီလာမလားရှားဒီကအခုပြောင်းလို့ဆိုတော့တိတ်ချက်မှရတိတ်မကောင်း အော် ခုအကိုလေးတုတ်ဆက်ဖြစ်ဖြစ်ချင်း တူကွေးပါ ကိုကဖြစ်လိုက်ဆက်ဆိုင်တခိုင်ပါလေးရဒါမဲ့ငင်း ရှင် ကိုကြီးနေမကောင်းလို့တော့မင်းဘာမှမစိုးရင်ပါနဲ့ စိုးရင်တော့ကို ကိုကြီးနေမကောင်းမင်းဘာမှမစိုးရင် စိုးရင်တော့ ကိုကြီးအသက်ဆက်ရှင်ဖို့အတွက်ဘာမှမလုပ်ညီမလေးရဲ့အဘွားတစ်ချက်အာဒီမညီမလေး ရှင် ညီမလေးကိုကြီးဘွားလေးကိုရောက်လာပြီဆိုကြရမီးပြက်တဲ့ညလေးကိုကိုကြီးမကြောက်တော့ဘာဖြစ်လို့လဲသိ ဖြစ်လို့လဲ မင်းကကိုဘွားရဲ့အလင်းအောင်လေးကိုအာညီမလေး ရှင် တတူးရင်ထိုးထိုင်အသားနာလားတဲ့အဲ့လောက်နာကျင်မှုတော့ကိုယ်မခံစားဘူးဒါပေမဲ့ဒီမလေးမျက်စောင်းထိုးရင်တော့တစ်ချက်ဒီရင်ပကြီးရအောင်အာ သူ့သားကလုပ်နေအောင် ဖြည်းဖြည်းလည်းပါကြောင်းဟိုဘက်နဲ့လွင့်ထွက်သွားမှာမသားလေးရဲ့လန့်စားညီမလေး ရှင် တတူးထိုးရင်လူမကြီးလို့မင်းငါ့ကိုထင် လူ နေ မိုက်ကြီးလေ တတူးထိုးတာတော့လူမကြီးလို့မထင်လိုက်ပါမင်းရဲ့တွေ့အကိုကလေကလေးလေးတယောက်လို့အာဒီမညီမလေး ရှင် အကိုကြီးကလေဘလုံမိန်းကလေးလေးကိုချစ်တယ်လို့မင်းထင် ဘယ်လိုမင်းကလေးမျိုးချစ်တာလဲပြော အကိုကြီးကဘလုံမိန်းကလေးလေးကိုချစ်လဲဆိုတော့ချမ်းသာတာဆင်းရဲတာအတုပါမတွေ့ပဲစကားပြောရင်နှုတ်ရလေးနဲ့ကိုလိုချင်တာမင်းတို့ချက်ဘူးမှာအာဒီမညီမလေး ရှင် အကိုမချစ်တတ်ဘူးဆိုရင်မင်းရဲ့ခြေတော်လေးဟိုဘက်နည်းနည်းလေးရှုပ်ပြီး ဘာဖြစ်လို့လဲရှင် မင်းရဲရဲဆက်ဆက်မင်းချစ်ထားတယ်ငါ့ရဲ့အသိနှလုံးလေးပြန်ကောင်းပြရစီကွာကလေးမသားလေးမင်းမသားလေးဖြည်းဖြည်းလို့ဟာအကိုစိုင်းဖွဲ့လုံးနဲ့ဘာပြင်မဲ့ရောက်ကုန်မအောင်မယ်ဟုတ်တယ် ဘာနီ အာ အာ ကြာကြာ မင်္ဂလာပါ